အလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တော့ YouTube ပေါ်မှာဝင်ငွေရှာနိုင်မဲ့နီးလိုင်းလေးလာရောက်မျှဝေပေးရှင်ပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်တို့ YouTube ပေါ်မှာဝင်ငွေရှာတော့မယ်ဆိုလို့ရှိရင်ဘာတွေလိုအပ်မလဲဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ YouTube တော့လူတိုင်းသိကြပါတယ်နော်ဒါပေမဲ့လူတိုင်းရဲ့ဖုန်းတိုင်းမှာလည်းရှိကြပါတယ်ဒါပေမဲ့အဲ့ဒီ YouTube အကောင့်ကိုဘယ်လိုဖွင့်ရမလဲဘယ်လိုမျိုးတွေရှိမှငွေရှာလို့ရနိုင်မလဲဆိုတဲ့အကြောင်းလေးအသေးစိတ်ကျွန်တော်လာရောက်တင်ပြပေးမှာဖြစ်ပါတယ်เนาะအစိုးရကြည့်ရှုပေးဖို့အတွက်ကျွန်တော်အားလုံးဖိတ်ခေါ်ပါတယ်เนาะဟုတ်ကဲ့ပါအရင်ဆုံး YouTube ထဲဝင်မှာဖြစ်ပါတယ်เนาะ YouTube ထဲဝင်မယ်ပြီးတော့လို့ရှိရင်ဒီအောက်ကနေရာကိုနှိပ်ပေးမယ်เนาะပြီးလို့ရှိရင်ဒီနေရာနှိပ်ပေးမယ်စမ်းချောင်းဆိုတဲ့နေရာနှိပ်ပေးမယ်เนาะပြီးတော့လို့ရှိရင်ဒီနေရာမှာဆိုလို့ရှိရင်တပ်ပုတ်တိတ်မယ်နာမည်တွေပြင်ချင်တယ်ပြင်လို့ရပါတယ်เนาะအရင်ဆုံးတပ်ပုတ်ထည့်မယ်ကိုယ့်ရဲ့ပုံပေါ့နော်ကိုထည့်ချင်တဲ့ပုံထည့်ပေါ့နော်ဟုတ်ကဲ့ပါတပ်ပုတ်ရွေးမယ်နော်ကြိုက်တဲ့ပုံထည့်ပါတပ်ပုတ်ရွေးပြီးလို့ရှိရင်ဒီမှာဆိုရင်လည်းဒီနာမည်ကိုကြိုက်တဲ့နာမည်ကိုလဲလို့ရပါတယ်နော်ဒီတိုင်းပဲထားမယ်ဆိုလို့ရှိရင်ဒီတိုင်းလေးပဲထားပြီးတော့အောက်အပြန်ရောစာတန်းလေးနှိပ်လိုက်တာနဲ့ရပါပြီနော်ဟုတ်ကဲ့ပါဒါဆိုဖွင့်လို့ပြပါပြီနော်အကောင့်ကလွယ်လေးရနော်ဒါပေမဲ့အခုလိုမျိုးဘာတွေရနိုင်မဲ့ခွင့်လန်းရှိပါသိဖို့အတွက်ပေါ့နော်ဒီနေရာထွက်ပြီးတော့ဒီ YouTube Studio မှာပေါ့နော်ဒီနေရာပြန်ဝင်မယ်နော်ဒါဖုန်းထဲမှာမရှိတဲ့သူဆိုလို့ရှိရင်ဖုန်းထဲမှာအရင် download လုပ်ထားနော် YouTube Studio တွေဒါကိုဒီနေရာမှာဝင်သွားလို့ရှိရင်အသေးစိတ်ကြည့်လို့ရပါတယ်နော်အသေးစိတ်ကြည့်လို့ရပါတယ်ပြီးတော့လို့ရှိရင်ဒီ dot ဆိုတာအဲ့ဒီပတ်စံနေရာကိုနှိပ်မယ်ပတ်စံနေရာကိုနှိပ်ပြီးလို့ရှိရင်ဒီနေရာမှာလာကြည့်ပါကို YouTube ပေါ်မှာနော်ဝင်ငွေရှာလို့ရဖို့အတွက်ကိုမှဘာတွေလိုအပ်လဲကိုဘာတွေရှိမှဝင်ငွေရှာလို့ရမလဲဆိုလို့ရှိရင်ဒီမှာနော်ဖုတိတံပေါ့နော်အယောက်1000ကို follower တဲ့သူအယောက်1000ရှာရလွယ်လေးရရှာရသိမခက်ဘူးနော်အဲ့ဒါ1000ပြီးသွားလို့ရှိရင်ကိုတင်တဲ့ဗီဒီယိုတွေပေါ့နော်ဗီဒီယိုတွေဆိုလို့ရှိရင်ဗီဒီယိုအရှင်တော့3မိနစ်ထက်ကျော်တဲ့ဗီဒီယိုဆိုလို့ရှိရင်ပေါ့နော်ကြည့်ရှုသူနိုင်ပေါင်း4000နိုင်ပေါင်း4000ကမများဘူးနော်နိုင်ပေါင်း4000ပဲလေအဲ့ဒါအခြေဘယ်လောက်ရှိလဲဆိုလို့ရှိရင်အခြေတစ်နှစ်365ရက်ပေါ့နော်အခြေဗီဒီယိုအတူဆိုလို့ရှိရင်ပေါ့နော်10တန်းဗီဒီယိုပေါ့နော်10တန်းဗီဒီယိုဆိုရင်မဲ့လည်းဘယ်လိုပြောမလဲဒါကတော့ဒီနှစ်ခုထဲမှာတစ်ခုပြည့်တာနဲ့ရပါတယ်နော်ဘယ်အခုပဲဖြစ်ပြည့်တာနဲ့ရပါတယ်နော်အပေါ်ကအခုပြည့်မဲ့ဆိုရင်လည်းရပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးတော့ရနိုင်မဲ့နီလာတော့သိပြီပေါ့နော်တကယ်လို့စိတ်ဝင်စားတဲ့လှုပ်ရှင်နေဆိုလို့ရှိရင်တော့လှုပ်နိုင်တဲ့အခွင့်အလမ်းလည်းရှိပါတယ်နော်ကျွန်တော်တို့တူကြိုးစားကြမယ်ဆိုလို့ရှိရင်ခဏလေးအခြေအများကြီးပေးစရာမလိုဘဲနဲ့ကျွန်တော်လှုပ်နိုင်ကြမယ်လို့ယုံကြည်ပါတယ်နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်